ကျွန်တော်ဒီနေ့တော့စက်သားနဲ့ပလာတာလေးချက်မယ်ဒါလေးကတော့အတိတယောက်ပြီးထားတဲ့ပလာတာလေးပေါ့နော်သူကအလုံးလိုက်ပြီးထားတော့လေအဲ့အလုံးလိုက်တွေကိုရမင်းကမနေ့ကချက်စားမလို့ပဲမနေ့ကကြော်စားမလို့ပဲစက်သားလေးနဲ့ဒါပေမဲ့သူကအလုံးလိုက်ကြီးဆိုတော့ရမင်းက frozen နဲ့တင်ထားလိုက်ပေါ့လေအလုံးလိုက်ကြတော်တော်နဲ့အရေးမပြောတော့အဲ့ဒါနဲ့မနေ့ကမစားဖြစ်ဘူးဒီနေ့မှစားဖြစ်မယ်ပေါ့နော်သူကဒီလိုမျိုးအလုံးလိုက်ထားပေးထားတာအဲ့တော့အလုံးလိုက်ထားပေးထားတော့ရမင်းကအခုသူ့ကိုပြားလိုက်တယ်ဒါလေးကတော့ဟိုဟာနော်ဒါလည်းမုတ်ဖုတ်တဲ့စက်ကူပြားပါဒီမင်းတို့တရုတ်ဆိုင်နေမှာလေပလာတာတော့ဝယ်လို့ဆိုရင်အဲ့ဒီပလာတာတွေကိုအဲ့လိုဒီလိုစက်ကူပြားလေးနဲ့ခံထားတော့မှ frozen ထားတာလေအဲ့ကြတော့ဒီမင်းတို့ကစားကန်နေကြရင်အဲ့ဒီပလာတာလေးကိုဆွဲခွာပြီးတော့ကြော်လိုက်ရုံနဲ့အခုသူကအလုံးလိုက်ကြီးဖြစ်နေတော့လေဒီမင်းတို့ကပြန်ကြော်စားဖို့ရတော်တော်နဲ့အလုံးလိုက်ကြီးဆိုတော့မပြောဘူးဖြစ်နေတာပေါ့နော်အဲ့ဒါနဲ့အခုရမင်းက idea ရသွားတာဒီလိုမျိုးလေးသူ့ကိုလည်းဒီလိုမျိုးလေးအပြားလေးတွေနဲ့ပြားထားကြမှာပဲဒီနေ့မကုန်ရင်လည်းတစ်ချက်ကတော့ကြီးကြီးပဲဆိုတော့အခုဒီနေ့စက်သားနဲ့ပလာတာနဲ့ကို2ချက်3ချက်လောက်ကြော်လိုက်မယ်3ချက်လောက်ဆိုရင်တော့မှလေတော့ဖွာလိုက်လို့ဆိုရင်ကြီးရ3ချက်လောက်ကြော်လိုက်မယ်ဒီနေ့အရာလည်းပလာတာကြိုက်တယ်ဆိုတော့ပြီးရင်လည်းသူ့ကိုတစ်ချက်ဒီလိုလေးပြားပြီးတော့မှလေရမင်းကဒီစက်ကူလေးနဲ့ပြန်ခံပြီးတော့ဒီစက်ကူလေးနဲ့ဒီလိုပြန်ခံထားပြီးတော့မှ frozen ပြန်သိမ်းထားလိုက်မယ်လို့စဉ်းစားထားတယ်အဲ့တော့ရမင်းအဲ့လိုစက်ကူလေးနဲ့တစ်ခါတစ်ချက်ပြားထားလိုက်မယ်အဲ့လိုမျိုးပြားထားလိုက်မယ်ဒီမှာစက်ကူကိုလည်းရမင်းယူထားတယ်ဒီမှာစက်ကူလေးယူထားတယ်ဆိုတာဒီစက်ကူကလေးနဲ့ဒီမှာစက်ကူတွေကိုလည်းဒီလိုမျိုးထားတဲ့ချက်စာကိုကတော့အကြီးတွေဖြစ်နေတာပေါ့နော်လောက်ထိကိုလက်ကပြားထုတ်နိုင်မလဲမသိဘူးဆိုတော့လေအဲ့လိုမျိုးပြားပြီးတော့တင်ထားလိုက်မယ်လို့ဆိုတော့မှစက်ကူလေးပါထုတ်ထားပါတယ်ထုတ်ထားတော့အဲ့လိုမျိုးပဲလှုပ်ချလိုက်တော့မယ်လို့တင်နေတယ်အဲ့လိုလေးပဲတင်လိုက်တော့မယ်ဒီလိုထုတ်လိုက်ကြီးတင်ရတာစားကနေကြရင်လေထုတ်ကြီးအကြီးမပြောတော့အခဲလိုက်ကြီးဖြစ်နေတာပေါ့နော်အဲ့ကြတော့အဆင်မပြေဘူးသူ့အဆင်ပြေအောင်လို့ဆိုရင်ဒီမင်းအဲ့လိုစက်ကူလေးနဲ့ခါတဲ့ဟက်လိုလေးပြားပြီးတော့တင်ပါမယ်ရှင်အဲ့ဒါဆိုဒီနေ့ပြန်ပြီးတော့ထုတ်တဲ့ခါကျရင်စားကနေကြရင်ပြန်ထုတ်စားတဲ့ခါကျရင်အဆင်ပြေတာပေါ့နော်အပြားကြီးကတော့ကြီးရရှင်အပြားကြီးကတော့ကြီးတော့ရမင်းနဲ့တဲ့အိုးဟိုပြားကြီးနဲ့ကြော်မှရမယ်ရိုးတဲ့အိုးလေးနဲ့ကြော်လို့မရအောင်နောက်ကြတော့ရမင်းအိမ်ကဘာလဲဆိုတော့ရမင်းအိမ်ကလေဟိုဗမာပြည်မှာလိုမျိုးပလာတာတစ်ပြော့မျိုးကြိုက်တာမဟုတ်ဘူးနဲ့ပလာတာလေးကိုချွတ်ကလေးကြိုက်တာဆိုတော့လေသူ့ကိုတော်တော်လေးပြားယူပါတယ်ဒါတော့မှသူကထူးနေတယ်စောနမတစ်ချက်ထက်ဆိုင်ဒီတစ်ချက်ကနည်းနည်းလေးပိုကြီးသွားတယ်ရှင်နည်းနည်းလေးပိုကြီးသွားတယ်အဲ့လိုမျိုးလေးတွေချက်တိမ့်လိုက်ပါမယ်အဲ့ဒါလေးတွေဆိုတော့စက်ကူလေးနဲ့ဆိုတော့လေတစ်ခုပေါ်တစ်ခုဆင့်ထားလိုက်တော့လေမကတ်တော့ဘူးပေါ့နော်အဲ့လိုလေးတွေပြားလိုက်ပါဦးမယ်ရှင်အမှပလာတာတွေကတော့ဒီလောက်အပြားတွေရမင်းကပြားထားလိုက်တယ်ပြားထားလိုက်ပြီးတော့ဟိုမှာပြားထားလိုက်တော့ဟိုတထွားထပ်ထားလိုက်တယ်ပေါ့နော်ဒီဒါလေးကိုလည်းထပ်လိုက်ပါအောင်မယ်ဒါလေးကိုလည်းထပ်လိုက်ပါအောင်မယ်ရှင်ထပ်ပြီးသွားရင်တော့ရမင်းကတော့ဗျမ်းပလာတွေဖြစ်နေရဆိုတော့တက်ကြီးနဲ့နည်းနည်းလေးညှက်ထုတ်လိုက်မယ်ပေါ့နော်စက်ကူတွေကိုနည်းနည်းလေးတက်ကြီးနဲ့ညှက်ထုတ်ပြီးတော့မှကိုရဲဟာလေးတွေပဲကိုသိမ်းမယ်ပေါ့နော်ဒီနေ့ကြော်တဲ့ဟာလေးတွေပဲကြော်မယ်ပေါ့နော်အဲ့ရမင်းရဲ့စဉ်းစားမိတဲ့ idea လေးနှုတ်ဆိုရင်ပလာတာကြီးကအလုံးထဲလိုက်ပြီးဆိုရင်အဆင်မပြေနေဘူးရှင်ပြန်စားဖို့အရေးရတယ်အဆင်ပြေနေဘူးဆိုတော့ကိုကမြင်ဆဆလှုပ်ရှင်နေတယ်ဆိုတော့လေအဆင်မပြေဘူးရမင်းတရုတ်ဆိုင်အောင်ဝင်တဲ့ပလာတာလေးဆိုရင်ပြားလိုက်ပြီးဘူးနားရခဏမှတ်ထားလိုက်ကျမဒီလိုလေးတိမ့်ပါမယ်ကျမဒီလိုလေးကိုကြွိုးနဲ့ပဲဆွတ်ပြီးတော့ဒီပုံမှာလည်းစက်ကူလေးတစ်ထော်ပြန်ခံလိုက်မယ်ဒါပေမဲ့အခုတော့မခံသေးဘူးအခုကဒါကြော်ကြည့်အောင်မယ်ဘယ်နဲ့ချက်ကြော်လို့ရအောင်လဲဟိုမိသားစုစားဖို့အတွက်ပိုတဲ့ဟာလေးကိုတိမ့်မယ်ဒါပိုတာတော့ပိုမယ်ဘာလို့တော့တစ်ချက်ကိုလေးအများကြီးရတယ်ရှင်မနက်က breakfast တော့ဆိုတော့တစ်ချက်ကြော်လိုက်တာတော့မှလေသားမိ3ယောက်စားတာပိုနေသေးတယ်အများကြီးတော့ရတယ်အဲကြတော့ဒါလေးကိုသူကျမဒီလိုလေးတွေပြားပြီးတော့တိမ့်လိုက်ပါတယ်ရှင်ကျမလိုမျိုးအဲ့လိုမျိုးတင်းကျင်တယ်တခါတည်းနဲ့လည်းမကုန်ဒီပလာတာလေအဲကြတော့တင်းကျင်တို့ပြားပြီးတော့မှတင်းလိုက်ပါရှင်ဒီကတော့ဒီနေ့အဲ့ဒီပလာတာလေးနဲ့စားမယ်စက်သားဟင်းလေးပါစက်သားလေးတွေကိုလေ
အသားလေးတွေကိုဟဲ့လိုမျိုးအသားလေးတွေညင်ညင်လေးတွေလောက်ထားတယ်အသားလေးတွေတိတိညှိတိုက်တယ်ဒီတောင်ပန်လေးတွေကတော့လေအမျိုးသားဒီနေ့အလုပ်တော့ခင်းကြိုက်ထည့်အောင်လို့ဆိုတော့သူ့ခင်းကြိုက်ထည့်အောင်လို့ဆိုတော့အသားတုံးလေးတွေနဲ့အာလူလေးနဲ့ခုတော့ရပါပြီဒါကအာလူနဲ့ချက်သားလေးနဲ့ချက်ထားတာကဟောချက်ပါပြီအာလူလေးမြင်းမြင်းလေးဆိုတော့ချက်ပါပြီရှင်ဟောဒါလေးကိုပေးလိုက်ပါမယ်ဒီဘက်မှာကတော့ရှင်မင်းအဲ့ဒီစောနာအသားနှွင်ထားတဲ့ချက်သားရဲ့အယူတုံးလေးတွေကိုရှင်မင်းဒီမှာဆွတ်လုပ်ထားတာပါဆွတ်လုပ်ထားတာဆိုတော့ချက်ရိုးလေးတွေလည်းရနေပြီချက်ရိုးလေးတွေရိုးလေးတွေရောအသားလေးတွေရောပေါ့နော်ထည့်ထားတာပါရနေပြီဆိုတော့ရှင်မင်းအဲ့ဒီထဲကိုအရွက်ထည့်ပါမယ်ဒါကတော့ကြိုက်လာမှာကြိုက်လန်ရွက်တွေထည့်လိုက်ပါမယ်ရှင်ရွက်ကကြိုက်တယ်လေကြိုက်တော့ရွက်များများထည့်ချလိုက်မယ်တိုင်းရင်းသားတွေဆိုလေအရွက်များများနဲ့အဲ့လိုဟင်းကျူကိုတောက်တာလေရင်မင်းအရန်ကြိုက်တယ်အဲ့လိုအရွက်များများနဲ့ဟင်းကျူအခုရွက်ကထည့်လို့ရတယ်လို့ထည့်လိုက်ပါမယ်ရှင်ဘေးနာကဟိုမှာဟိုဗါတဲ့အယိုးကအစီတွေထွက်နေတာလေမှတ်ပါအောင်ဒါပါလေဒါပါခေါ်လိုက်အဲ့ဒါကြီးထွက်နေတာလည်းစိတ်လည်းမရှိပါနဲ့ရှင်ကျမဒီနေ့အဲ့ဒီပလာတာကိုသွားလုပ်နေရတာနဲ့ပဲကျမမအားဘူးဖြစ်သွားလို့ကျမအဲ့ဒီဟေးဆူရဲ့အချိန်မှာလာမလုပ်အားလိုက်လို့ပါရှင်ကဲကျမဟေးအရွက်များများခတ်လိုက်ပါရွက်များခတ်ပြီးရင်ပလာတာကြော်ပါမယ်ကဲဆက်လုပ်လိုက်ပါဦးမရှင်ဒီဘက်ကတော့အာလူဟင်းလေးရပါပြီရှင်တကယ်ချင်းတို့ကြီးဟိုပလာတာကြော်ပါမယ်ပလာတာကြော်ဖို့တော့ကိုပလာတာကလေပြားကြီးနေတယ်ဆိုတော့လေအိုးသေးလေးနဲ့မဟုတ်ဘဲနဲ့ဒီလိုမျိုးပါတယ်ဒီဟုတ်ဖင်အပြားဝိုင်းနည်းနည်းကြီးလေးနဲ့ကြော်ပါမယ်ဝိရင်ဒါလေးကိုစီထည့်ထားပါတယ်စီထည့်ထားပါတယ်ပလာတာလေးကိုကြော်ပါမယ်ရှင်အာတကယ်ချင်းတို့မြန်မာဆိုလို့လေးဖွင့်တယ်ဒီလိုမျိုးလေးတွေပလာတာလေးတွေကိုဒီလိုလေးတွေပြားထားလိုက်တယ်ဒီမင်းကိုစိတ်ကူနဲ့ကိုပဲပြီးရင်တော့မာဒီထဲမှာထည့်ပြုတ်ကြော်လိုက်ပါမယ်ချက်ပေါ့နော်ချက်ယူပြီးတော့ကြော်လိုက်ပါမယ်ပလာတာလေးသူကစီလေးကတော့ဝစ်အစ်နေတယ်ပေါ့နော်စီလေးကတော့အစ်နေပါတယ်ဒါနဲ့လေအဲ့လိုအလုံးကိုပြန်ပြီးတော့ဟိုလုံးလာအလုံးပြန်ပြီးတော့ဖြောချတာလေစင်မကြီးဖြစ်တာပေါ့နော်အခုတော့ဒီနေ့ပြားလေးနဲ့ဆိုတော့ကြီးကြီးလေးဖြစ်သွားတယ်အဲ့ဒါမှပဲနည်းနည်းပိုကျွတ်မလားမသိဘူးရှင်မင်းစိတ်ထင်လေဒီတိုင်းနည်းနည်းအပြားမကြီးလို့ဆိုရင်သူကကျွတ်ဖို့တည်တယ်ပြီးတော့လည်းရမင်းစိတ်ထင်အခုဒီပလာတာကိုကြော်ရင်လေမီးလေးနည်းနည်းလေးကြော်နေကြတဲ့နည်းနည်းလေးဖြော့ထားမှာဘာလို့ဆိုတော့အတွင်းမှာလေနည်းနည်းဟိုကဖြစ်ရအောင်လို့အတွင်းကနည်းနည်းကြက်ရအောင်လို့ဆိုရင်မင်းတို့အပြင်ဘက်ကတော့ကျွတ်သွားတယ်အထဲဘက်ကမကျွတ်ဘူးဖြစ်အဲ့တော့မီးလေးနည်းနည်းချော်ထားအောင်ဒီပေါ်မှာရှိပါတယ်ရှင်မီးလေးနည်းနည်းလေးချော်ထားပါမယ်ကဲအဲ့လိုလေးနဲ့လက်တော့စီလောက်မနော်မီးလေးကိုလေးနည်းနည်းလေးထပ်ပြီးတော့ချော်ချလိုက်တယ်ရှင်အမှုလို့ဆိုတော့အခုမီးလေးနဲ့ရတာမှလည်းမှသူကချက်ချင်းဟိုဟာဖြတ်သွားပြီချက်ချင်းအနီအောင်ဖြတ်သွားပြီအဲ့တော့မတူးသွားရအောင်လို့ပေါ့နော်သူကအထဲမှာလေအလွှာတွေညားတာပေါ့နော်အလွှာတွေကတော့ညားတယ်အဲ့ဒါသဘောကျပါတယ်အလွှာတွေတော့ညားတယ်ဒါပေမဲ့တော့အကြီးကြီးဆိုတော့တဲဟိုကြီးကြီးလေးလိုမယ်နော်ပြီးရင်ရမင်းတို့အဲ့လိုဒီလိုပြန်သိမ်းတဲ့ခါကျရင်တော့ကိုရောက်လာရင်ဒီလိုပြားပြီးတော့တစ်ခါလေပြန်သိမ်းလိုက်ပါရှင်ရမင်းစိတ်ကရမင်း3ချက်လောက်ကြော်ရင်တော့ရလာပဲ3ချက်ပဲကြော်ပဲ2ချက်တော့ပြန်သိမ်းလာတယ်မနေ့ကလည်းတစ်ချက်ကြော်ထားတာရှိသေးတယ်ဆိုတော့လေသူကတကယ်ကျုံတော့မမေးကြည့်ဘူးဒါပဲရဝယ်ပြီးတော့ဒါပဲရဝယ်ရတယ်နောက်လဲဆိုတော့မေးကြည့်ရတဲ့အတွက်ရင်းကိုဈေးလုံးတော့မပြောပြတတ်ဘူးပေါ့နော်ဈေးလုံးတော့မပြောပြတတ်ပါဘူးရှင်ကောင်းတာတော့ကောင်းပါတယ်ရှင်အခုဒါလေးရောလို့မီးလေးကိုချော့ချလိုက်ပါတယ်အနည်းဆုံးမီးနဲ့အနည်းဆုံးထက်နည်းနည်းလေးတစ်စင်းလောက်ပဲတာမဲ့မီးလေးနဲ့ကြော်နေပါတယ်ရှင်ဒီမင်းစီထဲတာလည်းနည်းနည်းများသွားတယ်မှန်တကယ်သူ့မှာစီရလည်းအစ်နေပြီလားဆိုတော့ရင်းမင်းစီရလည်းတိတ်ထည့်စရာမလိုတော့ဟိုစီကြောက်တဲ့လူဆိုစီမထည့်ဘဲနဲ့တော့ကြော်လို့ရတယ်ဘာမို့လို့ဆိုတော့ तू ကလေစီပါတော့စီနဲ့တစ်ခါတိုင်းနှက်ပြီးတော့စီအစ်ပြီးတာပေါ့နော်အဲ့တော့ကောင်းမှမစိုးပါဘူးနော်ဟိုဒါမဲ့ဟိုအခါလေးနည်းနည်းတီးဖို့တော့တူတာပေါ့နော်သူ့ကိုပို့ပြီးတော့ပါလေးဖြစ်အောင်လို့လွှာလို့ရပါတယ်ပြီးရင်တော့လေတိန်းတဲ့ခါကျရင်ကိုမြင်မြန်ဆန်ဆန်လုပ်ချင်ပြားလေးတွေပြားခိုင်းပြီးမှလုပ်ပါရှင်ဒီမင်းနောက်ကလေနေပူလို့လေအဲ့ဒီနေပူတာကိုနေပူနေလို့ဆိုရင်အလင်းရောင်ကင်မရာထဲမှာအလင်းရောင်ရမ်းပြန်လို့ဆိုတော့နေကာထားတာရှင်
အခုဝဲတာတအားကိုပူတာကတ်ထွေနေဆိုတော့ပြန်တော့လာမယ်လေတူတယ်ပြီးတော့ရင်မင်းဟိုမှာကလကနဲ့ကာထားလိုက်တာအဲ့တော့ဒါလေးကိုရင်မင်းပြအောင်လို့ကြော်လိုက်ပါအောင်မယ်နော်ကျွဲရိုက်ထားတဲ့အောင်မလားဘူးရောမရိုက်မိဘူးဆက်တယ်မှာရင်မင်းပလာတာနှစ်ချက်ကျန်နေပလာတာဒီမှာပြန်ပြလိုက်ပါအောင်မယ်ပလာတာဟဲ့လို့နှစ်ချက်ကျန်နေအဲ့လိုနှစ်ချက်ကျန်တယ်နှစ်ချက်ကျန်တော့အဲ့ဒီပလာတာနှစ်ချက်ကိုအဲ့လိုမျိုးစက်ကူလေးနဲ့ခံထားပြီးတော့အိမ်မှာရှိတဲ့ကြိုးအိမ်နဲ့ပဲထည့်လိုက်ပါတယ်ထည့်ပြီးဒါလေးကိုမျိုးစိုးစင်းသိမ်းပါမယ်ဒီထဲမှာလူလေးနည်းနည်းလေးလောအောင်လို့တော့ပိတ်ရမယ်ပေါ့နော်စိုးစင်းနဲ့သွားတဲ့ခါကျရင်လေအပြင်ဘက်ကအေးတန်လေးအထဲထိမဝင်သွားလို့ဒီလိုလေးပိတ်ပြီးတော့ဒီလိုအပြားလိုက်လေးထားလို့နေရလို့ရတဲ့နေရာလေးမှာပေါ့နော်အပြားလိုက်လေးထားပြီးတော့စိုးစင်းမှာပြန်သိမ်းလိုက်ပါမယ်ရှင်ဒါဆိုရင်နောက်ကိုပြန်စားခြင်းထုတ်ပြီးတော့ကြော်လိုက်ရုံပါပဲရှင်ဒီမှာရင်းနှီးကြော်ထားတာ3ချက်ကကြည့်ပါအောင်တစ်ချက်ကဇီးပြန်တယ်ဒါလေးကမနက်ခင်းတစ်ချက်ကြော်ထားပြီးတော့ပူနေတဲ့ဟာလေးအဲ့ဒါလေးကိုကျွတ်နေအောင်လို့ပြန်လုပ်ထားပါမနက်ခင်းကကြော်ထားတဲ့ဟာလေးဒါလေးကပူနေတာအခုဒီဟာလေးကအခုချင်းမင်းဖွာထုံးလို့ပေါ့နော်ဖွာထုံးလို့ဆိုတော့ပူသေးလို့ရှင်အမေအခုတော့ပူနေပြီဒီနည်းနည်းအေးအောင်ဆောင်းလိုက်အောင်မရမ်းပူနေတယ်မရဘူးပူလို့တော့မဆောင်းနိုင်တော့ဘူးနော်ဒါပူဆိုတော့ဗမာဒီမှာလို့လေအဲ့လိုလုပ်ပြီးမလုပ်နိုင်တော့ဘူးအဲ့တော့ဒီလိုပဲတေးချင်းပဲဖဲချလိုက်တော့မယ်ဒါတော့ပူနေတယ်ရာသီဥတုကလည်းပူတော့ချက်ချင်းနဲ့တို့ရတယ်မအေးနိုင်ဖြစ်နေနော်အထဲမှာအလွှာရတော့အများကြီးတော့ပါတယ်ဒီဟာလေးကအဲ့လိုလေးဖဲရွက်ပြီးတော့ပူလိုက်တာအထဲမှာဟလိုမျိုးရှင်ပါရှင်ဒါတော့မီးအေးလေးနဲ့လေမီးအေးလေးနဲ့အနားတလေးတွေအကုန်ကြော့နေအောင်လုပ်ထားတာအဲ့လိုလေးဖဲ့ပြီးတော့မှစားပါမယ်ရှင်အမလေးပူတာအခုရမ်းပူနေတယ်အဲ့လိုလေးတွေဖဲ့လိုက်မယ်နော်ဖဲ့ပြီးတော့မှစားတဲ့ခါကျပြမယ်နော်တို့ရေခုတော့ပလာတာလေးတွေကိုမှွာထားပြီးဒီမှာတစ်ချက်မမှွာသေးတယ်တစ်ချက်ချန်ထားသေးတယ်ဒီမှာလဲမှွာထားတာရှိတယ်ဒီမှာလဲဒီစတိပကံလေးနဲ့လဲတစ်ချက်ရတယ်ပေါ့နော်ဒါလေးကတော့စက်သားလေးပါစက်သားလေးတွေကိုအသားလေးတွေတို့တုံးလေးတွေအသေးလေးတွေလောက်ထားတဲ့အတွက်ပလာတာလေးနဲ့စားရတာအဆင်ပြေတာပေါ့နော်ဒါလေးကတော့ဒီနေ့ချက်ထားတဲ့ကြက်ရိုးလေးနဲ့ကိုက်လံလေးနဲ့ဟင်းချိုလေးပါဒါလေးကတော့အချင်တုပ်လေးပါစက်သားပလာတာမှာမဖြစ်မနေပါရမယ်အချင်တုပ်လေးပေါ့နော်မြုပ်သီးစိမ့်လေးတော့နည်းနည်း short ထည့်ထားတယ်ဘာလို့ဆိုတော့ခလေးတွေဆက်မှာကြောက်လို့နော်အဲကြတော့အခုရမင်းတို့စားလိုက်ပါအောင်မယ်ရှင်တကယ်ချင်းနေအားလုံးနဲ့ထမင်းစားမင်းကြပါစေ thank you ပါ bye bye